အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဗုဒ္ဓဗျာရှင်လူအမည်မှာဆိုတာလေးကိုပြောရင်ဗုဒ္ဓဗျာရှင်နဲ့ပတ်သက်တဲ့မိဂုဏ်တွေကိုဖြေကောင်းမှဖြစ်ပါတယ်ကျွန်တော်ဖြေတဲ့မိဂုဏ်တွေအမှားရရှင်တို့မှန်တယ်လည်းရှိပါတယ်ကျွန်တော်ကအရင်ကြီးတီးလို့တန်နေလို့ဖြေဆိုခြင်းမဟုတ်ပါဘူးကျွန်တော်ဖြေကြည့်မှာပါမှန်လားဆိုတာကိုအားလုံးပဲကျွန်တော်လက်ချက်အားလုံးဖိတ်ခေါ်ပါတယ်ဗုဒ္ဓဗျာရှင်ကြီးလူအမည်မှာတဲ့ဒေါရဏတိဋ္ဌိတတိဋ္ဌနာတိဋ္ဌိတကလောင်ဒါပဲ yes မှန်ပါတယ်ဘောရပြရှင်ဘွဲတော်မှာခေါရမေတေဝရခေါရမဘောကလောင်ဒါပဲ yes မှန်တယ်ပါဘောရပြရှင်ကျင်ရတော်မှာစမီလာဘဝဝဒီရတော်ရရရတော်ရ yes